မေတ္တာဆိုတဲ့စကားလုံးလေးရဲ့အဓိပ္ပာယ်ကိုလိုရင်းကြကြထိတိမိမိသိဖို့နားလည်ဖို့လိုတယ်မေတ္တာဆိုတာဘာလဲလို့မေးရင်မေတ္တာဆိုတာတတ္တဝါတွေရဲ့ပုံမှာချမ်းသာစေခြင်းနဲ့စိတ်ကိုမေတ္တာလို့ပြောတာလိုရင်းကဒါပဲနော်တတ္တဝါတွေရဲ့ပုံမှာချမ်းသာစေခြင်းဒါမေတ္တာအဖွဲတွေအနွယ်တွေနဲ့နားထောင်ကောင်းအောင်ရွတ်ဆိုနေတာမျိုးကိုအဓိကထားလို့မရဘူးနော်ကိုယ့်ရဲ့စိတ်ထဲကတကယ်လှိုက်လိုက်လဲလဲတတ္တဝါအားလုံးရဲ့ပုံမှာချမ်းသာစေခြင်းနဲ့စိတ်ထားတာအဲ့ဒီစိတ်ထားကိုထက်ခါဖြစ်အောင်ကြိုးစားတာအဲ့ဒါကိုမေတ္တာဘာဝနာပေါ့မေတ္တာတရားထားတဲ့နေရာမှာမြတ်စွာဘုရားကကိုယ်နဲ့နှိုင်းစာပြီးတော့မေတ္တာတရားထားရမယ်လို့အဲ့ဒါလိုအခြေခံကြဟောတယ်ကိုယ်နဲ့ဘယ်လိုနှိုင်းစာရမှာတော့ကိုယ်ဘယ်လိုသဘောထားရှိတော့ကိုယ်ဆန္ဒတွေဘယ်လိုရှိတော့ဆိုတာကိုအရင်စဉ်းစားမှာတရားမတို့ဦးဇင်းတို့တွေဟာဘေးရန်ကင်းကျင်ကြတယ်ကျမကြီးကောင်းကျင်ကြတယ်နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြတယ်အစအစရာကျမ်းချမ်းမာချမ်းသာအစဉ်ပြေပြီးဘေးကင်းရန်ကင်းနေလို့ထိုင်လို့ရတယ်ဒါတတ္တဝါတိုင်းရဲ့ပင်မဆန္ဒကြီးပေါ့နော်အဲ့ဒါလိုပဲကိုယ်မှလည်းပဲအဲ့ဒါလိုလိုအင်ဆန္ဒတွေရှိတယ်ဆိုရင်တခြားသောတတ္တဝါတွေဟာလည်းပဲအဲ့ဒီလိုအင်ဆန္ဒရှိကြတယ်ဆိုတာကိုနားလည်ရမယ်အဲ့ဒါလိုနားလည်ပြီးတော့ကိုယ်နဲ့နှိုင်းဆန်ပြီးတော့တတ္တဝါတွေလိုလားတောင်းတကြတယ်အဲ့ဒီကောင်းကျိုးနဲ့ချမ်းသာရကြပါစေလို့စိတ်ထဲကတတ္တဝါတွေရဲ့ပုံမှာတကယ်ကောင်းသားစေခြင်းနဲ့စိတ်ပေးရန်ကင်းစေခြင်းနဲ့စိတ်ကျမ်းမာရေးကောင်းစေခြင်းနဲ့စိတ်နှလုံးစိတ်ဝမ်းငြိမ်းချမ်းစေခြင်းနဲ့စိတ်ဘာစိတ်ဆင်းရဲမှုကိုဆင်းရဲမှုမှမတွေ့စီလို့မကြုံစီလို့ဆိုတဲ့ဒီမုံမြတ်တဲ့စိတ်ထားလေးကိုမေတ္တာစိတ်ထားအဲ့ဒါကိုကိုယ်ကထက်ခါဖြစ်အောင်ကြိုးစားရမှာ